ဗျာဒိတ်ကျန်ခန်းကြီး73ပင်လယ်နား၌တဲပေါ်မှငါရက်၍တားရဲတကောင်သည်ခေါင်းခုနှစ်လုံးဂျိုဆယ်ချောင်းနှင့်တကွဂျိုပေါ်၌တရဖူဆယ်စုကိုစောင်းလျက်ခေါင်းပေါ်၌လည်းဘုရားသခင်အသေးတော်ကိုရှုတ်ချသောနာမရှိလျက်ပင်လယ်ထဲကတက်တီကိုမြင်၏ထိုသို့ငါမြင်သောတားရဲသည်ကျတစ်နှင့်တူ၏သူ၏ခြေသည်ဝင်ခြေကဲ့သို့ဖြစ်၏သူ၏နှုတ်သည်လည်းချင်းသေးနှုတ်ကဲ့သို့ဖြစ်၏နဂါးသည်မိမိတကိုယ်နှင့်မိမိပလင်ကို၎င်းကြီးစွာသောအာနာစက်ကို၎င်းတားရဲ၌အပ်ပေ၏တားရဲ၏ခေါင်းတစ်လုံးသည်တေအောင်ကွက်မြက်ပြီးတကယ်သို့ဖြစ်၍တေစေသောဒဏ်ချက်သည်ပျောက်လျက်ရှိ၏ညီကြီးသားအပေါင်းတို့သည်တားရဲနောက်သို့လိုက်၍အံ့ဩကြ၏ထိုတားရဲ၌အာနာစက်ကိုအပ်ပြီးသောနဂါးကိုကိုးကွယ်ကြ၏တားရဲကိုလည်းကိုးကွယ်၍အဘယ်သူသည်တားရဲနှင့်တူသည်နည်းအဘယ်သူသည်သူကိုစစ်ပြိုင်နိုင်သည်နည်းဟုပြောဆိုကြ၏ထိုတားရဲသည်လည်းကြီးစွာသောစကားကို၎င်းဖျားသခင်ကိုပြစ်မှားသောစကားကို၎င်းပြောတတ်သောနှုတ်နှင့်ပြည့်စုံ၍လ42လပတ်လုံးစီရင်ရသောအခွင့်ကိုရ၏ဖျားသခင်ကိုပြစ်မှားသောစကားအဖြစ်နာမတော်နှင့်တဲတော်ကို၎င်းကောင်းကင်သားတို့ကို၎င်းပြစ်မှားခြင်းကနှုတ်ကိုဖွင့်ထား၏တန်ရှင်းသူတို့ကိုစစ်တပ်၍နိုင်ရသောအခွင့်ကိုရ၏အတီးအတီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခတ်သိမ်းတို့ကိုအုပ်ဆိုးရသောအခွင့်ကိုလည်းရ၏ကွက်မြက်သောတိုးတငယ်၏အသက်ဆာဆောင်၌ကဘာဦးကပင်စည်ရင်မဝင်သောမြေကြီးသားအပေါင်းတို့သည်တားရဲကိုကိုးကွယ်ကြ၏နားရှိသောသူမြည်သည်ကကြားပါစေသူတစ်ပါးကိုဖမ်းဆီးယူသွားသောသူသည်ကိုယ်တိုင်ဖမ်းဆီးယူသွားခြင်းကိုခံရလိမ့်မည်ဓာဖြင့်တတ်တဲ့သောသူသည်လည်းကိုယ်တိုင်ဓာဖြင့်တည်ရမည်ဤအရာ၌တန်ရှင်းသူတို့လည်းကြီးခံเสียအကြောင်းယုံကြည်เสียအကြောင်းရှိ၏အခြားသောတားရဲတကောင်သည်တိုးတငယ်၏ဂျိုနှင့်တူသောဂျိုနှစ်ချောင်းရှိ၍နဂါးကဲ့သို့စကားပြောလျက်မြေကြီးထဲကထွက်သည်ကိုငါမြင်၏ထိုတားရဲသည်သူ့အရင်ဖြစ်သောပထမတားရဲ၏အာနာဆက်ရှိသမျှကိုတုံးဆွဲ၏တည်စေသောဒဏ်ချက်ပျောက်ခဲ့ပြီးသောပထမသားရဲကိုမြေကြီးမှဆ၍မြေကြီးသားတို့သည်ကိုးကွယ်စေခြင်းကပြု၏ကြီးစွာသောနမိတ်လက္ခဏာတို့ကိုလည်းပြ၏လူတို့မျက်မှောက်၌ကောင်းကင်ကမြေကြီးပေါ်သို့မိကိုဆင်းစေ၏ပထမသားရဲရှိ၌ပြပိုင်သောနမိတ်လက္ခဏာတို့အားဖြင့်မြေကြီးသားတို့ကိုလှည့်ဖြာ၏ဓာနှင့်ခုတ်သောဒဏ်ချက်ကိုခံရ၍အသက်ရှင်သေးသောသားရဲ၏ရုပ်တုကိုလှုပ်ခြင်းကမြေကြီးသားတို့ကိုမှားထား၏တားရဲ၏ရုပ်တုသည်စကားပြောနိုင်မည်အကြောင်းနှင့်မိမိကိုမကိုးကွယ်သောသူရှိသမျှတို့ကိုတတ်ခြင်းကပြုနိုင်မည်အကြောင်းရုပ်တု၌အသက်ကိုတွင်ပေးရသောအခွင့်ကိုလည်းရ၏ငွေရတတ်သောသူဆင်းရဲသောသူကျွန်ခံရသောသူလွတ်သောသူအကြီးငယ်ရှိသမျှတို့သည်လက်ရလက်၌ဖြစ်စေနှစ်ဖူး၌ဖြစ်စေတစိမ့်လက်မှတ်ကိုခံစေခြင်းက၎င်းထိုတစိမ့်လက်မှတ်တည်ဟူသောတားရဲ၏နာမဖြစ်စေနာမ၏အရေးအတွက်ဖြစ်စေတခုခုကိုမခံသောသူတယောက်မျှမယောင်းမဝယ်စေခြင်းက၎င်းစီရင်၏ဤအရာ၌ပညာရှိ၏ဉာဏ်ရှိသောသူသည်တားရဲ၏အရေးအတွက်ကိုရေတွက်စေလူ၏အရေးအတွက်ဖြစ်စေ666လည်းဖြစ်၏ဖတ်တော်သောကျမ်းပိုင်အားဖြင့်နားထောင်ကြသောညီကိုမောင်နှမအယောက်စီတိုင်းပေါ်မှာဘုရားသခင်တည်တံ့ကောင်းကြီးပေးပါစေအာမင်